ဒီပင်ကတော့ဂုံကားပင်ဖြစ်ပါတယ်ဂုံကားပင်ကိုသူ့ရဲ့အမြင့်ခောက်ကိုတာဈေးပဲ့အဖြစ်အသုံးပြုကြတာဖြစ်ပါတယ်သူ့ရဲ့အမြင့်ခောက်ရဲ့ရတာကချူဖန်ရတာရှိပြီးတော့ခါတက်တယ်လည်းရှိပါတယ်ဆာရှာရှိပြီးတော့ပူတဲ့သဘောရှိပါတယ်ကြည်ကျက်တဲ့အခါမှာဆက်တဲ့သဘောရှိပါတယ်ဝမ်းမီးကိုတောက်စေတတ်ပါတယ်အစာကြည်ကျက်လွယ်စေတတ်ပါတယ်နှုတ်ကိုမြင်စေတတ်ပြီးတော့ဝါဖြိုးစေတတ်ပါတယ်ကာမကိုအားပေးတတ်တဲ့တတ္တိရှိပါတယ်အတန်ကိုကြည်လင်စေတတ်ပြီးတော့ပညာကိုပွားစေတတ်ပါတယ်အသက်ရှည်စေတွေမှာလည်းဂုံကားအမြင့်ခောက်ကိုထည့်သွင်းအသုံးပြုနိုင်ပါတယ်လေကလေးကိုနိုင်တဲ့သဘောရှိပြီးတော့ကာလာယောဂဝါတင်နာနဲ့ခရယုံနာတွေကိုတတ်တာပြောက်ကင်းစေတတ်ပါတယ်ချောင်းစုယောဂဒုလာတယောဂနဲ့ပါတရယောဂတွေကိုလည်းတက်တာပြောက်ကင်းစေတတ်ပါတယ်အစာမကြီးလီပြည့်တဲ့ယောဂတွေဂုလုံးယောဂနဲ့အစိတ်တဲ့ယောဂတွေကိုလည်းတက်တာပြောက်ကင်းစေတတ်ပါတယ်အဖျားယောဂကိုလည်းတက်တာပြောက်ကင်းစေနိုင်တတ်ပါတယ်